ခုတင်ဆက်ပေးခြင်းနဲ့လက်ဝဲပွဲကတော့ချန်ပီယံ2ဦးဖြစ်တဲ့လုံကျော်နဲ့ရှမ်းလင်းသွေးတို့ရဲ့ဂူတကူတဲ့ချင်းနှစ်နှစ်ကောင်မအောင်မှုဆိုတဲ့အတိုင်းဘယ်သူကမှချန်ပီယံအစစ်မှန်လဲဆိုတာအပြန်ခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ပွဲစားရတဲ့လုံကျော်ကနင်းချေကိုအပြုတ်ပြီးတိုက်စစ်စစ်မိမဲ့ရှမ်းလင်းသွေးရဲ့ကောင်နာလက်သိချက်တွေကလည်းလုံကျော်ကိုဖိအားပေးနိုင်ခဲ့ပါတယ်ရှမ်းလင်းသွေးကတော့လက်သိအပြုတ်ပြီးတိုက်စစ်စစ်တယ်လို့လုံကျော်ကလည်းနင်းချေတွေပတ်တောင်နေနဲ့ကောင်နာပြန်ထိုးပါတယ်ပွဲချိန်ကြာလာတာနဲ့လုံချောရဲ့ရှမ်းလင်းသွေးလက်သိကျုံတိုက်လိုက်တဲ့ဒူတိုက်ချက်တွေကောင်နာတောင်တွေဒူးပြန်တွေဟာရှမ်းလင်းသွေးကိုတဖြည်းဖြည်းအထိနာလာစေပါတယ်တချင်ကခန်းကြီးမောင်စွမ်းနဲ့ချန်ပီယံဖြစ်လာတဲ့ရှမ်းလင်းသွေးဟာလုံချောရဲ့ပါဝါလက်သိတွေကိုအလူလက်ခံခဲ့ရပေမဲ့ခန်းကြီးမောင်ဆိုတဲ့အတိုင်းမာကုံပြည့်နေမလို့ပထမချီကပြီးဆုံးလို့သွားခဲ့ပါတယ်ဒုတိယချီမှာတော့ရှေ့ကိုတင်းဝင်လာတဲ့ရှမ်းလင်းသွေးကိုလုံကျော်ကတထောင်တွေဒူတိုက်ချက်တွေနဲ့ကောင်နာတိုက်စစ်ပြန်ဆင်ပါတယ်အထူးသဖြင့်ဒီအချိန်မှာလုံကျော်ရဲ့ဒူတိုက်ချက်တွေကအရန်ကိုကောက်မွန်ခဲ့ပြီးရှမ်းလင်းသွေးကိုခံစစ်ပြန်ဖြစ်စေခဲ့ပါတယ်။ဒါ့အပြင်လုံကျော်ရဲ့ထောက်လက်သီးတွေတပါးရဲပါလာတဲ့ဒူးပြန်တွေကြောင့်ရှမ်းလင်းသွေးမျက်နှာတစ်ပြင်လုံးဖူးယောင်လာခဲ့ရပါတယ်။ခန်းကြီးမောင်စွမ်းနဲ့ချန်ပီယံဖြစ်လာတဲ့ရှမ်းလင်းသွေးကတော့လုံကျော်ဒူတိုက်ချက်တွေလက်သီးချက်တွေဒူးပြန်တွေဤစိတ်နေအောင်ခံရပေမဲ့ကြက်ညက်ခံတောက်ခံနိုင်စေရှိနေသေးပါပဲလုံကျော်ကတော့9ရက်ထမင်းမစားရတဲ့သူအလှူအိမ်နဲ့ဝင်တိုးဆိုသလိုလှုပ်ချင်တိုင်းလှုပ်လို့ရနေတဲ့ရှမ်းလင်းသွေးကိုရှေ့ကိုတီထုတ်နေပါတော့တယ်တက်ရှိသိအိတ်ကြီးရှမ်းလင်းသွေးကတော့လုံကျော်ထိုးသမျှပေခံနေရပြီးဒုတိယချီကတော့ပြီးဆုံးလို့သွားခဲ့ရပါတယ်တတိယချီမှာလည်းလှုပ်ကောင်းကောင်းနဲ့လှုပ်နေတဲ့လုံချောဟာရှမ်းလင်းသွေးရဲ့ကောင်နာလက်တီထိပြီးခါကနေဖြစ်သွားခဲ့ရပါသေးတယ်ဒါပေမဲ့အတင်းစွတ်ဝင်လာတဲ့ရှမ်းလင်းသွေးဟာလုံချောရဲ့ဒူးပြန်တွေတထောင်တွေထောက်လက်သီးတွေထိပြီးနောက်နှစ်နှစ်ပြတ်ဆိုးရပါတယ်လုံချောကလည်းလှုပ်ကောင်းကောင်းနဲ့ပြန်လို့မယ်စိတ်ကူးထားတဲ့ချိန်ညမှာရှမ်းလင်းသွေးရဲ့လက်တီဟာသူ့မေဖျားကိုထိပြီးကျမ်းပြင်ပေါ်ခွေးကြောက်ဝက်ကြကြပြီးမူးဝေသွားပါတော့တယ်လုံချောကအတော်လေးကိုမူးဝေသွားခဲ့ရလို့2မိနစ်အနာတောင်းလိုက်ခဲ့ရလို့သာရှမ်းလင်းသွေးကိုချန်ပီယံဘွဲ့မပေးလိုက်ရတာပါ2မိနစ်အနာတောင်းစနစ်မရှိရင်လုံချောရဲ့ချန်ပီယံကပတ်ကပြုတ်သွားကြပါပြီအနာတောင်းပြီးပြန်စမှာတော့လုံချောဟာတိတ်အဝေမရဲတော့ပဲရှမ်းလင်းသွေးကိုထောက်လက်သီးတွေနောက်ပြန်ကချက်တွေနဲ့ပဲဝေးကနေပဲထိစော့ပါတော့တယ်ရှမ်းလင်းသွေးကတော့လှေကြီးထိုးရိုးရိုးသမားဖြစ်တဲ့အတွက်ဘာမှမလုပ်တော့မကင်တတ်ပဲလုံကျော်ရဲ့နှင်းချေတွေတထောင်ရက်ချက်တွေခြေကန်ချက်တွေကိုတောင်းပိတ်ခတ်နေရင်ဒီချီကတော့ပြီးဆုံးလို့သွားခဲ့ရပါတယ်လေးချီမြောက်မှာတော့လုံကျော်ဟာရှမ်းလင်းသွေးကိုနင်းချေတွေထောက်လက်သီးတွေနောက်ပြန်ကချက်တွေနဲ့အကွာဝေးထိန်းပြီးတော့ထိုးပါတော့တယ်အောက်ခြေခက်တွေကရှမ်းလင်းသွေးကိုခွေကနေဖြစ်စေခဲ့ပါတယ်
လုံချောကရှမ်းလေးသွေးလက်တီထိုးမရအောင်အနာကပ်မခံမဲ့အဝေးကနေထောက်လက်သီးတွေနင်းချေတွေနဲ့တားပါတယ်အနာကပ်လိုက်တထောင်နဲ့ရိုက်တယ်ချုပ်ပြီးဒူးနဲ့တိုက်တယ်ဒူးပြန်တွေနဲ့တိုက်တယ်လုံချောရဲ့နင်းချေကရှမ်းလေးသွေးမျက်နှာတက်တဲ့အနင်းခံလိုက်ရသလိုလုံချောရဲ့အောက်ရှိခတ်တွေကရှမ်းလေးသွေးကျမ်းမြေပေါ်ဝက်ကြကျစေခဲ့ပါတယ်နောက်ပိုင်းမှာတော့လုံချောကဖူဘောကောင်းကောင်းနဲ့ရှမ်းလေးသွေးကိုထောက်လက်သီးတွေဘော်ဒီကစ်ကန်ချက်တွေနဲ့နီးစနစ်ကြကြထိုးတဲ့အခါမှာတော့ရှမ်းလေးသွေးမျက်နှာတစ်ပြေလုံးသွေးချစ်ချစ်နီလာပါတော့တယ်ဒီလိုနဲ့လုံချောထိုးသမျှရှမ်းလေးသွေးလှိမ့်ပိတ်နေအောင်ခံရပြီးလက်ချမြောက်ပြီးဆုံးခဲ့ရပြန်ပါတယ်ငါးရှိမြောက်မှာတော့လုံချောအားရှမ်းလေးသွေးကိုနင်းချင်နဲ့တားဒူးတွေနဲ့တိုက်ပြီးတိုက်စစ်စင်ပါတယ်ရှမ်းလေးသွေးအတင်းဝင်ပြီးပြန်လာတထောင်နေနဲ့ရိုက်ပါတယ်နောက်ပိုင်းမှာတော့လုံချောအားရှမ်းလေးသွေးကိုထောက်လက်သီးတွေထိုးလိုက်ရှောင်ထွက်သွားလိုက်နဲ့တက်ရှိသေးအိမ်နဲ့လက်ကျင့်နေရတယ်လို့ကိုလက်ကျင့်နေပါတော့တယ်လုံချောရဲ့ထောက်လက်သီးထိုးလိုက်ရှောင်ထွက်သွားလိုက်ထိုးဟန်ကရှမ်းလေးသွေးလိုတက်ရှိသေးအိတ်ကိုတော့လဲကြမလို့ဖြစ်စေခဲ့သည့်ပြင်းထန်လာပါတယ်လုံချောရဲ့ထောက်လက်သီးထိုးလိုက်ရှောင်ထွက်သွားလိုက်ထိုးဟန်ကိုရှမ်းလေးသွေးဘယ်လိုဖြစ်ရှင်းရလဲမသိလို့တက်ရှိသေးအိတ်ကြီးလို့ပေခံပြီးရက်ကြည့်နေရပါတယ်မြန်မာပြည်တမိုင်းတစ်လျှောက်အညံ့ဆုံးချန်ပီယံဆိုတဲ့ဂုဏ်ပုတ်ကိုရှမ်းလေးသွေးကအခုပွဲမှာဘာလို့ရခဲ့လဲဆိုတာကိုပြည်သက်တွေအားလုံးသိအောင်တက်တည်ပြသခဲ့ပါတယ်နောက်ဆုံးအချိန်ထိလုံချောရဲ့ထောက်လက်သီးထိုးလိုက်ရှောင်ထွက်သွားလိုက်ထိုးဟန်ကိုမဖြေရှင်းနိုင်ပဲပွဲပြီးတဲ့အထိရှမ်းလေးသွေးကတောင့်ခံသွားနိုင်ခဲ့လို့ပူတွဲချန်ပီယံပွဲနဲ့ကျင်းနေလိုက်ရပါတော့တယ်